ကဲတော့ အလူတကာတချင်းဆို ဆို ဆိုတတ်လားဆိုတတ်တယ်လား ချလိုက်တော့ ဦးစိုးဦးတပုတ်လောက်တော့တွဲလိုက်တော့နော်အကိုလည်းဟိုမတားကြီးဟိုစိမ့်တဲ့လူမဟုတ်ဘူးလေမဟုတ်လားဒါနှုတ်ပညာမျိုးသက်တစ် generation လေးတွေကျွန်တော် ဝတ်စာဘတ်တွေစင်နေဟဲ့ကောင် ဒါပေမဲ့ဟိုဦးစိုးဦးအလူတကာကြီးဟိုကျွန်တော်တခုလောက်မေးဦးမယ်နော်ဒါတို့ကိုတွေဆိုတော့ဒါမတားကြီးလည်းဝမ်းဖြစ်တော့ပါဘူးဒါရင်းနေနေပဲဟုတ်လားဘောတွေဖြစ်သွားပြီလေ အေးမိလိုက်ဗာမေးမှာ အကိုကြီးအလူကြီးပေးရတာပြောလား ပြောပါဘောညီလေးရတယ် ဟာပြောတာဗော အလူမကြီးအောင် ပြောတာဗော ပြောတာပေါ့တဲ့ဒါဆိုအလူတကာကြီးဟိုအခုချိန်မှာအရင်တုန်းကလောဘနဲ့ရှာခဲ့တဲ့ငွေတွေကိုတို့အလူတကာနဲ့အလူမကယနေ့မှာအာလောဘနဲ့ဘလောက်ကုံဘလောက်ခန်းနှမျောချင်းတွန့်တိုချင်းမရှိဘဲနဲ့လူတာအလူတကာနဲ့အလူမစိတ်ထဲမှာလောဘစိတ်တွေရှိသေးလား ရှိတော့ကိုညံလောက်ကိုပြီးမှရှာမယ် မရှိဘူးတဲ့ တကယ်လောဘစိတ်တွေမရှိတော့ဘူးနော် ရှိဘူးတဲ့ မရှိဘူးကိုညံလောက်ကို မရှိဘူးဆိုရင်တော့လက်ကလက်စွပ်တော့ကျုပ်ကိုဒီကွင်းလိုက်စွပ်လိုက်တော့အဲ့တော့တို့ဦးစိုးဒါကတော့နောက်ဆုံးမေးခွန်းပါနော်ဟိုဒီမေးခွန်းကအရေးကြီးတယ်အလူတကာကြီးမင်္ဂလာဆောင်တော့ကအချိန်နဲ့အခုလိုမျိုးအလူပေးရတဲ့အချိန်ဘယ်အချိန်ပိုးပျော်တော့မျက်နှာလေးကိုကြည့်ပြီးဖြေဟာမျက်နှာကြည့်တဲ့နေရာမှာတော့အကျဉ်းသားမျက်လုံးနဲ့ကြည့်ရတယ်ဒစိမ့်ဆံမှုတွေမျက်လုံးနဲ့မကြည့်နဲ့ တက်ကိုအချက်ခိုင်းတာ အချင်းချင်းရင်ခုန်မိတော့ဝင်းမြေဝ ကဲအလူတွေကဘလို့အပြေးထွက်လာမလဲကြည့်ရသည် တော့အိမ်တော်ကြာတော့ပြောတာမတိချင်းနဲ့ပြောတာ အဲ အခုပြောတာအကိုကြီးအရာလုံးသိခံစားပြီးပြောတာ အိုးဟောဘေးလက် အဲ့ ခု ဒီ ပ်တ အ န်း လေး လေး တန်မိုးရှိပါတယ် ခဏတော့နည်းနည်းအဲ့ဖြေရညကြရင်ပေါင်လေးကျော်လွေဆွမ်းခါမယ် အဲ့ဒါအမဟုတ်အဲ့ဒါတော့တကယ်ဟုတ်လေးသားတယ် မတိချင်းနဲ့ပြောတယ်နော် ပြီးခဲ့တဲ့အလူတုံးကအလူတကာကြီးကိုကျွန်တော်မေးတာအလူတကာကြီးလို့မင်္ဂလာဆောင်တော့ကအချိန်နဲ့အလူကြီးပေးတဲ့အချိန်နဲ့ဘယ်ဟာပိုးပြောတော့ဆိုဟာမင်းကလည်းလူတာပိုးပြောတာမဆိုအမဲအလူမှာတော့တယ်ဒီဘိုင်ဘာညကြမှာအိတ်ခါနေကြမှာတွေ့အောင်မယ်ဆိုဘိုင်လေးကြော်နမင်းကလက်ကွာတဲ့အဲ့ရဝန်ခံနေကြတမျိုးပေါ်ဟာ အဲ့လိုရန်တက်အောင်မြောက်ပေးခဲ့တာ ကဲအလူတကာကြီးတချင်းလေး ဆိုမလားနော်ဆိုလက်ရတယ်အလူမဟို ဟိုအဲ့ခွ ခွ င့် င့် ပြု ပြု ချက် ချက်ရလားဒီ ရတာအလို့မခွင့်ပြုချက်ယူရယူမလား နော်ဝေရအဆင်ပြေနော် ကဲအလူတွေကလေးတချင်းစမဆိုလက်ကိုတန်လေးနဲ့အားပေးပါ ဟုတ်ပြီလက်ခုပ်တန်းလေးလက်ခုပ် အလူတကာကြီးတချင်းဆိုတဲ့အချိန်မှာကျွန်တော်တို့ကိုရီချမ်းကလည်းစုတော်ငွေ9000စုချမှာပါပြီးကြ ငါတော့ရပြီပေါ့ငါသိကြပေါ့နော် အချာမ သိကြနော် ကဲကိုကြီးပါဆိုမလဲ ဘာဆိုမလဲ ဘာဆိုမှမသိဘူးလေ ဘာဆိုမှမသိသေး ကား ဘူး လည်းအောင်ရတယ်အစ်စိပေါ့ကိုလူကိုပဲဟာလား ဒီလိုပါ ဟိုလိုအလူတယ်လဲသက်ဆိုင်အောင်ရှင်လေးဆိုလိုက်မယ် စေတနာရှင်ဟော ဩစီရနာရှင် မခေဦးရစေတနာရှင်ဟုတ်ပြီ ခေတချင်းမဆိုဘူးနော်ရတယ်ကိုရော ချင်းမဆိုတော့နော် မအဲ့ဒါစုံတွဲဆိုရမှာ အဆိုတော်မလေးတယောက်ပြော မအလူမန်ဘာကြလဲ မို့ခဏလေးတော့ဘာဖြစ်နေ မဟုတ်ဘူးခရနေအစိုးရမလေးကကျွန်တော်တို့အထက်မှာကအဝါစားပါတယ်လိုက်ပွဲပါတယ်ဟမ် အကြီးလားငယ်လားမေး အကြီးလားစမောလားအစင်ပြေတာ အဆင်ပြေဖို့လိုရအဆင်ပြေဘာလို့မရ မာကြီးကျန်းတော့ ကဲခေါ်လိုက်နော် တက်တိုက်မပေးနဲ့ရှာပြီဟုတ် ကဲဒါလေးက အမမဆိုတတ်ဘူးလား ဘယ်လိုအကမ်းမရှိဘူးရ အမမဆိုတတ်ဘူးလားဇုံတွဲလေးဆိုလိုက်ပို့ကောင်းတယ် ပြောပြတာမဆိုတော့ မဆိုတတ်ဘူးအော်ဟုတ်ပြီဆိုတဲ့ ကဲစီရနာရှင် စင်နေရှင်နောက်ကမမတယောက် အငင်းငန်းကြလာခဲ့ဘူမနဲ့တူဆိုလာအောင် မလုံးနဲ့ အဲ့ဒါမှတေချာပေါင်းလေးကျော်လေးဆွဲခံမှာ အဲ့ကြောင့်မင်းတို့တိုင်းမငါနဲ့လို့ပြောဘိုးကြီးပြောလို့ပြော နင်ဒီယုံမြင်လို့ဒီခြုံဖွင့်တော့ပါဗျာအလကားစားတာပြောလို့ စီရနာရှင်နဲ့မမလာလား အဆင်ပြေတယ် ဆိုကသူတော့မဆိုတတ်လို့ ကဲစမယ်နော် စားမယ်စီရရှိအားပေးဖို့ပါ မပြမမြင်ပင်ကိုလာလူရှိပါရဲ့ပါလာစင်လာရှင်စင်လာရဲ့တပဝဲစွန့်ကြနေဒါမှုရဲ့ပြူရဲ့စေတနာရှင်တွေ့နေမှာဖြစ်ပေါ်နေသောစေတနာစောနေပြောပြရရင်ပြောပြရရင်ကျွေးမွေးတာလဲမနှမျောတဲ့စေတနာရှင်ဘေ
ကံရမတွတ်တူတဲ့စေတနာရှင်အလူမာကြီးနာနာရှင်လို့ခေါ်မယ်ဆောင်ရဲ့နာမကြီးပဲရောက်ခေါ်လိုက်မယ်စေတနာရှင်တကယ်ပြောလုံးတော့ပါနော်တကယ်ပြောပါ ပီတိမျက်ရည်ပါပျော်လို့ကြတဲ့မျက်ရည် ပြောင်းချူတဲ့ကိုလူကြောင့်စေရနာရီလောဘကြီးလို့ပြောတီလူတဲ့စေရနာရှင်ပြောင်းချူတဲ့ကိုလူကြောင့်စေရနာရီလောဘကြီးလို့ပြောတီလူတဲ့စေရနာရှင်သူရဲ့စိတ်ထဲမှာတွင်သူရဲ့စိတ်ထဲမှာတွင်ပေါ်ပေါက်နေတဲ့စေရနာထက်သန်နေတဲ့တွင်အယုံလာမြင်ပြီးစားသူလာရဲ့ကျွေးမွေးတောင်းသူလာရဲ့ပြီးကံမြင်နဲ့စေရနာရှင်စေရနာရှင်အလူတကာကြီးဒါနရှင်လို့ခေါ်မေစားတွင်ဒါမမြည်တွင်ကြောင်းခေါ်လိုက်တဲ့စေရနာရှင်မပြုတ်မပြင်းပင်ကောလာလူရှင်မရဲ့ဒါနာရှင်နာရှင်စေရနာရဲ့တပွမ်းမွေစွန့်ချမ်းနေတဲ့တရားမှုတွေပြုရဲ့စေရနာရှင်သူရဲ့ဓမ္မဝိဖြစ်ပေါ်နေသောစေရနာဆိုးလေးတွေပြောပြရရင်ပြောပြရရင်ကျွေးမွေးလာလဲမနှမျောတဲ့စေတနာရှင်ပေးရကံရမတွတ်တူတဲ့စေတနာရှင်အလူမကြီးဒါနရှင်လို့ခေါ်မယ်ဆောင်နာမကြီးတွေ့ပြောင်းခေါ်လိုက်မယ်စေတနာရှင် တကယ်ပြောပါတယ်ရွှေမျိုးတွေလည်းဝမ်းသာနေကြပါ ပြောင်းချူတဲ့ကိုလူကြောင့်စေရနာရီလောဘကြီးလို့ပြောတီလူတဲ့စေရနာရှင်ပြောင်းချူတဲ့ကိုလူကြောင့်စေရနာရီလောဘကြီးလို့ပြောတီလူတဲ့စေရနာရှင်သူရဲ့စိတ်ထဲမှာတွင်သူရဲ့စိတ်ထဲမှာတွင်ပေါ်ပေါက်နေတဲ့စေရနာထက်သန်နေတဲ့တွင်အယုံလာမြင်ပြီးစားသူလာရဲ့ကျွေးမွေးလို့တောင်းသူလာရဲ့ပြီးကံရင်နဲ့စေရနာရှင်စေရနာရှင်အလူတကာကြီးဒါနရှင်လို့ခေါ်မေစားတွင်ဒါမမီတွေ့ကြောင်းခေါ်လိုက်မယ်စေရနာရှင် Hey! Oh! စေတနာရီပေါ်နေတဲ့ဒေါ်စေတနာရှင် စေနာရီထူပါလေလူစေရနာရှင် ပေါ်နေတဲ့ဒေါ်စေတနာရှင် စေရနာရီထူပါလေလူစေရနာရှင် ရောင်ဝေးရည်စီအောင်ဆောင်ရတဲ့စေနာရှင် မိတ်ဆွေပေါင်းတဲ့တွေကတာရုခေါ်တဲ့စေရနာရှင် ရောင်ဝေးရည်လိုရည်စီအောင်ဆောင်ရတဲ့စေနာရှင် မိတ်ဆွေပေါင်းတဲ့တွေကတာရုခေါ်တဲ့စေရနာရှင် သူနဲ့လား နာကိုမပြိုင်နဲ့ရှင် တို့စေနာကိုမပြုတ်နဲ့လား တို့စေနာကိုမပြိုင်နဲ့ရှင်စေနာလေး ဒီလေးဝါဝါအလိုကြီးရလို့ပြောပြောရှင် Baby, party, စီလို့